တခါကပေါ်နယ်ဘက်မြို့လေးရဲ့အလုံးတစ်ပင်အရိပ်တွေနဲ့အေးချမ်းလှပတဲ့ရွာလေးတွေရွာရှိခဲ့တယ်။အဲ့ဒီရွာမှာအေးချမ်းတို့မိသားစုလေးနေထိုင်ကြတယ်။အဖေဖြစ်သူကတော့ဆုံးပါသွားရှာပြီးမို့မိသားစုမှာ၄ယောက်ပဲရှိပါတော့တယ်။အေးချမ်းရဲ့အမီအသက်20အရွယ်အေးချမ်းနဲ့12နှစ်သားညီလေးတော့ပေါ့။သူတို့ဟာရွာမှာတော့အရန်ကိုအေးဆေးဆေးနေတတ်တဲ့မိသားစုလေးပါ။အမီဖြစ်သူကတော့နေ့တိုင်းဟင်းရွက်ပန်းကိုခေါင်းပေါ်တင်လို့ရွာပတ်ပြီးဈေးလေရောင်းရင်းဘဝကိုရုန်းကန်ခဲ့ရတာပေါ့။တနေ့မှာတော့အေးချမ်းအမေဟာဟိုဘက်ရွာကိုဈေးသွားရောင်းရင်းအပြန်မှာညနေဆောင်သွားခဲ့တယ်။ရွာနေရွာသားကိုဖျက်ထားတဲ့လမ်းမှာတော့ညနေဆောင်ပြီးဆိုတာနဲ့ဘသူမှမဖျက်ရတဲ့တီချိုးတစ်ခုရှိနေခဲ့တယ်။အေးချမ်းအမေဟာတရေအရန်ကြောက်တတ်သူမို့ကြောက်လန့်လန့်နဲ့ပဲအင်းရပြန်လမ်းကိုအမြန်လျှောက်လာခဲ့ပါတယ်။ညနေဆောင်ချိန်လေငင်းတောင်မလွတ်သလိုတလောကလုံးတိတ်ဆိတ်လုံးနေတယ်။တောအုပ်ထူထိုက်တဲ့အဲ့ဒီလမ်းဟာနေဝင်းချင်းရောက်တာနဲ့မှောင်မိုက်မြန်လွန်းတတ်ပါတယ်။အေးချမ်းအမေဟာအရွက်ပန်းကိုခေါင်းပေါ်တွေ့လို့လှမ်းလျှောက်လာချိန်မှာခြေလမ်းတိုင်းမှာတစ်ရွက်6တွေကကရက်လို့အတန်ထွက်နေတယ်။သူမရဲ့နှလုံးခုန်တန်းကကိုပြန်ကြားရလောက်အောင်မြန်နေပြီ။မင်းရေတောတွေက6တစ်ပင်နုံးတယ်လို့ညီပဲမကြောက်ရဘူးလို့ကိုပြောနေတော့မှနောက်ဘက်ကနေလိုက်လျှောက်လာသလိုခြေတန်းတန်းကိုကြားလိုက်ပြန်တယ်။သူမရက်လိုက်တယ်။ခြေတန်းလည်းရက်သွားတယ်။သူမပြန်လျှောက်လိုက်တယ်။နောက်ကလည်းထက်လိုက်လျှောက်လာသလိုကြားရပြန်တယ်။အေးချမ်းမေခေါင်းမလဲ့ရတော့ဘူး။ခေါင်းပေါ်ကအရွက်ပန်းလေးဟာလှုပ်ရှားဖက်လာတယ်။နှုတ်ကနေဖျားစာတွေကိုတောက်လျှောက်ရွတ်နေရင်လမ်းကိုအမြန်လျှောက်လာခဲ့ပြီမဲ့တီချိုးအလဲလောက်ရောက်ချိန်မှာတော့လေမရှိပဲတစ်ပင်ကြီးတွေကတပြိုင်နက်တည်းလှုပ်ခတ်လာပါတယ်။ထိုအချိန်မှာပဲရှေ့တဲ့ကတစ်ပင်ကြားတဲ့ကနေမဲရိပ်လူပုံစံတစ်ခုထွက်လာတာကိုမြင်လိုက်ရတယ်။အေးချမ်းအမီဟာခြေထောက်တေးတောင်လှုပ်မရတော့လောက်အောင်ထိတ်လန့်သွားနေတယ်။အဲ့ဒီပုံစံဟာတဖြည်းဖြည်းနီးလာတယ်။မျက်နှာကိုမမြင်ရဘူး။သပင်ရှည်ကြီးတွေကမျက်နှာတစ်ခုလုံးကိုဖုံးထားတယ်။လက်တစ်ဖက်ကတော့တောင်ပန်းတစ်ခုလိုလှုပ်ခတ်နေတယ်။အေးချမ်းအမီအော်ခြင်းပေမဲ့အတန်မထွက်တော့ပဲလက်ထဲကအရွက်ပန်းကိုလွတ်ချလိုက်မိပါတော့တယ်။အတိတ်မိမတဖီနီးချိန်မှာပဲအမေလူငယ်အတန်တန်ဘားလဲကိုထိုးဝင်လာတယ်။အေးချမ်းအမေမျက်လုံးဖွင့်ကြည့်လိုက်တော့အေးချမ်းနဲ့သူ့ညီလေးဟာသူမရဲ့ရှေ့မှာရပ်နေတာကိုတွေ့လိုက်ရပါတယ်။အေးချမ်းအမေလှည့်ကြည့်လိုက်တဲ့အခါခုနကလူပုံစံကြီးဟာမရှိတော့ပဲလေတစင်းလေးပဲဖြတ်ထန်းသွားပါတော့တယ်။အေးချမ်းကဒီတိချိုးမှာညနေဆိုဘသူမှမဖြတ်ကြဘူးလေကျွန်တော်တို့လာချိုးတာလို့ပြောတော့မှအမေဖြစ်သူလဲလက်တုံနဲ့သူမမြင်နေရတဲ့အကြောင်းပြောပြလိုက်ပါတယ်။အေးချမ်းကမယုံကျင်ပေမဲ့မိခင်ရဲ့မျက်နှာပေါ်ကကြောက်ရွံ့မှုကိုမြင်တော့သိပ်သွားပြီး၃ယောက်သားရွာထဲကိုအမြန်ပြလာခဲ့ကြတယ်။ဒါပေမဲ့အဲ့ဒီညပါပဲအေးချမ်းကိုအိမ်နောက်ဘက်ကတစ်ပင်အောက်ကနေညက်လေနှက်ဆက်နိုင်တဲ့တဲမှာကရက်လို့တိရွက်နင်းတန်ကိုထတ်ကြားလိုက်ပြန်တယ်။အေးချမ်းအိယာဘော်ကထားလိုက်တယ်။သူ့ညီလေးကတော့အိမ်မဆိုးတွေတွေ့နေသလိုလှုပ်ရှားဖြစ်နေတယ်။ပရင်းပေါက်ကလေမရှိပဲအခန်းထဲကိုတိုးဝင်လာတဲ့အေးဆက်အေးသားဆက်ကိုအေးချမ်းခံစားလိုက်ရတယ်။သူဟာတခေးပြေးနဲ့ပရင်းပေါက်နားကိုရှောက်သွားပြီးအပြင်ကိုလှမ်းကြည့်လိုက်တဲ့အခါတစ်ပင်အောက်မှာသပင်ရှည်နဲ့မဲရိပ်ပုံစံတစ်ခုဟာအိမ်ဘက်ကိုမျက်နှာမလှည့်ပဲတီတန့်ရက်နေတာကိုတွေ့လိုက်ရတယ်။ထိုပုံစံဟာတခေးပြေးခေါင်းလှည့်လာတယ်။သပင်ရှည်ကြီးတွေကြားထဲကနေပေါ်လာတာကဖြူဖြောပြီးအသားမရှိတဲ့မျက်နှာတစ်ခုမျက်လုံးတွေမှာတော့အပေါင်မဲကြီးနှစ်ခုပဲရှိနေတယ်။အဲ့ဒီတရံဟာလက်တစ်ဖက်ကိုဖြည်းဖြည်းချင်းမြောက်လိုက်ပြီးအိမ်ဘက်ကိုလက်ညှိုးထိုးလိုက်ပါတယ်။အမေလို့အေးချမ်းကတိုးလေးခေါ်ပြီးမဲ့အတန်ကလေခေါင်းလဲမှာပဲတိနေတယ်။ရုတ်တရက်အိမ်နောက်ဖက်ကခွေးတဲ့အလူအယက်ဦးတန်းကြောင်အေးချမ်းမျက်လုံးတစ်ချက်ခတ်လိုက်မိတဲ့ခဏမှာပဲတစ်ပင်အောက်ကအရိပ်ဟာအငွေ့ပြောင်တယ်လို့ပျောက်ကွဲသွားပါတော့တယ်။အေးချမ်းတညာလုံးအိတ်မပြောင်တော့ဘူး။မနက်လင်းတော့အမေကမျက်နှာမကောင်းဘူး။အမေရဲ့ခြေထောက်တွေမှာရွှင်တွေปีနေတာကိုအေးချမ်းတတိထားလိုက်မိတယ်။အမေညကအပြင်ထွက်ကြလားလို့အေးချမ်းကမေးတော့အမေကမထွက်ပါဘူးသားရဲ့အမေကညလုံးအိတ်မပြောပဲဖျားစာရွတ်နေတာလို့တုံရင်နဲ့ဖြေတယ်။ဒါပေမဲ့အေးချမ်းမြင်နေရတာကအမေခြေဘဝမှာကတ်နေတဲ့တိရွက်6တွေဟာမနေ့ကသူတို့ဖြတ်ခဲ့တဲ့တိချိုးလန်းကတိရွက်6တွေနဲ့တပုံစံနဲ့ဖြစ်နေတာ။အေးချမ်းဟာ
ရွာတွေကအသက်အကြီးဆုံးအဘိုးဦးတာတွန်းစီကိုတွားမိတဲ့အခါဦးတာတွန်းကတက်ပြင်းချပြီးပြောလိုက်တယ်အေးချမ်းအဲ့ဒီနေရာကအရင်ကသူ့ထန်းဟောင်းကွာမင်းအဖေဆုံးနှုံးကအဲ့ဒီနားမှာပဲကားမောက်ခဲတာမင်းမှတ်မိလားမင်းအဖေဆုံးနှုံးကသူမှပါသွားတဲ့ပစ္စည်းတစ်ခုခုရှိလိမ့်မယ်အဲ့ဒါကိုအခုမှတယောက်ကလာတောင်းနေတာဖြစ်နိုင်တယ်အေးချမ်းအိမ်ပြန်ရောက်တော့အမေကအိယာထဲမှာလဲနေပြီအမေရဲ့ကိုပူချင်းကရေခဲလျိုအေးဆန်နေတယ်အေးချမ်းဟာအမေဈေးရောက်တဲ့အရွက်ပန်းကိုတွားကြည့်လိုက်တဲ့အခါပန်းရဲ့အောက်ခြေမှာကတ်နေတဲ့ဟောင်းညွမ်းနေတဲ့ရွေးလက်စွပ်တကွန်းကိုတွေ့လိုက်ရတယ်အဲ့ဒါသူတို့အဖေဝတ်လိရှိတဲ့လက်စွပ်ပဲမနေ့ကအမေပန်းလွတ်ကျသွားတော့ကအဲ့ဒီနေရာကတခုခုပါလာခဲ့လားတေချပြီည12နာရီထိုးပြန်ပြီခြံထဲမှာကရက်လို့အတန်ကအရင်ကထက်ပိုကျဲလာတယ်အေးချမ်းဟာလက်စွပ်ကိုကိုက်ပြီးအိမ်ရှိထက်ရက်လိုက်တယ်အဲ့ဒီစပင်းရှည်နဲ့တရန်ဟာအိမ်လေကားပေါ်ကိုတလန်းချင်းတက်လာတယ်အေးချမ်းကလက်စွပ်ကိုမြောက်ပြပြီးဒါကိုလာတောင်းတာလားရော့ယူသွားတော့ငါအမေကိုတော့အေးဆေးဆေးနေပါစေတော့လို့អော်ပြောလိုက်တယ်အဲ့ဒီတရန်ဟာအေးချမ်းရှိတဲ့တဲ့ဝါရက်သွားတယ်အနီးကမြင်လိုက်ရတဲ့အခါအဲ့ဒါကအေးချမ်းရဲ့အဖေနဲ့ဆင်တူတဲ့ပုံရိပ်တစ်ခုလိုဖြစ်နေတယ်ဒါပေမဲ့မျက်နှာကတော့လွင့်ပြဲနေတယ်အဲ့ဒီရေပုံကလက်စွပ်ကိုလှမ်းယူတဲ့ခဏမှာပဲလေပြင်းတစ်ချက်ဝှေ့သွားပြီးအရာအားလုံးတိတ်ဆိတ်သွားပါတော့တယ်နောက်တနေ့မနက်မှာအမေကအဖျားတွေကျသွားပြီးပုံမှန်အတိုင်းပြန်ဖြစ်လာခဲ့တယ်ဒါပေမဲ့အေးချမ်းကတော့တွေးနေသေးပဲအဖေကတကယ်ပဲလက်စွပ်လာတောင်းတာလားဒါမှမဟုတ်အမေကတခုခုကိုမှားယွင်းပြီးအိမ်ထိခေါ်လာခဲ့မိတာလားနောက်ပိုင်းမှာတော့အေးချမ်းတို့မိသားစုဟာအဲ့ဒီရွာကနေမြို့ပေါ်ကိုပြောင်းရွှေ့သွားကြပါတော့တယ်ဒါပေမဲ့အေးချမ်းဟာညနေနက်သွားတဲ့အခါတိုင်းကရက်လူတိရွက်နင်းတန်ကိုကြားရောက်နေသေးပါ